တော့ညီမတို့ကကြတော့ဟိုဘယ်လိုပြောမလဲဆက်စချင်းလောက်တာဟိုမှလိုပဲတိတိလေးကနေစလို့ဝင်နေကြီးလာတဲ့အချိန်မှာရုပ်တရက်ကြီးလုပ်ငန်းရဲ့ကြီးသွားတဲ့အချိန်မှာဟိုထိန်းချုပ်တဲ့အချိန်မှာပေါ့နော်ညီမတို့လည်းလုံးနိုင်ပြီဒါပေမဲ့အရှိကိုထပ်မရောက်တော့ပြောမယ်ဆိုရင်ဟိုကိုယ့်ရဲ့ကြီးမန်းချက်တစ်ခုကတော့ပြည့်သွားပြီထပ်အရှိကိုထပ်ကြည့်ဖို့အတွက်ကြတော့မသိတော့ဘူးနော်ဒီ channel သွေးရဲ့အချိန်မှာထပ်ပြီးတော့အရှိမှာဆက်တိုးဖို့နဲ့ဒီ idea တစ်လေးထည့်ရတာပေါ့တို့ပုံမှန်ဆိုရင်တော့တို့ကကြတော့ပုံမှန် shopping mall တွေပဲဆိုင်ဖွင့်တဲ့လုပ်ငန်းတွေမှာပါတာပေါ့နော်အခုဆိုရင်တော့ဒီ channel တွေ့ပြီးတော့ပြင်ဆိုင်တစ်ဆိုင်ကိုဖွင့်လာနိုင်တယ်အဲ့ပေါ်မှာကျတော့6လအတွင်းတစ်ချိန်လောက်နေစူးစမ်းပြင်ကြည့်ပါလားဆိုတော့ပထမတစ်ဆိုင်မှာဖွင့်ချင်းမှာပဲနောက်တစ်ဆိုင်ကိုချက်ချင်းဖွင့်ဖို့တော့အားရှိလာတာပေါ့နော်အဲ့တော့6လအတွင်းပုံဝင်တဲ့ဒီ channel တွေ့ပြီး3-4လမှာပဲနောက်တစ်ဆိုင်ထပ်ပြီးတော့ချဲ့လာနိုင်တာပေါ့နော်ပြီးခုနပြောတော့ဒီ warehouse buy လို့ inventory buy လို့ဒီဝန်ထမ်းတွေရဲ့ဟိုတက်နေတဲ့တယောက်တက်တာမဟုတ်ပဲねပေါ့နော်ဝန်ထမ်းတွေအကုန်လုံးနဲ့တူတူကြတဲ့အချိန်မှာကျတော့ meeting ထိုင်တဲ့အချိန်ကျရင်တော့အကုန်လုံးက IQ level ညီသွားတာပေါ့နော်မဟုတ်ဆိုရင်တဦးကြောင်လေးလုပ်ပြီးတော့စိုင်းနေပတ်တယ်ကိုပဲအကုန်လုံးလည်းကိုပဲကနေစပြီးအခုဆိုစိုင်းပတ်စရာမလိုတော့ဘူးကိုယ်စီမှာရှိတဲ့ EID group teacher ဖွင့်ထားပြီး EID group ကတော့ပတ်စင်တိုင်းကိုစိုင်းနေအကုန်လုံးပတ်ပြီးတော့ကြည့်ပြီးတဲ့အကြောင်းအဲ့ဒီတော့ကိုအချင်းတစ်ခုကိုတက်တာသွားတာပေါ့နော်အဲ့ဒီရှိတယ်အဲ့ဒါလေးလည်း teacher အကြိုက်ဟိုစေတနာပါနဲ့တင်ပေးသေးရဟောဒီချာကျတော့ဟိုဘယ်လိုပြောမလဲပေးတာထက်ဟိုပို့ပေးတာပို့များတယ်ပေါ့နော်ကိုရီးယားခါကြိုက်ချင်ရပါပြီဝင်တဲ့ရမယ်ကောင်ကချင်ရအောင်ဟိုလုပ်ပေးချင်မှာအကုန်လုံးကတပြေးပြေးနဲ့ဟိုလောက်ပဲလုပ်နိုင်မယ်ထင်နဲ့ကြီးကြီးမားမားပို့လုပ်နိုင်တာရင်အဲ့ဒီတော့ကိုအများကြီးကျေးဇူးခံစားရတဲ့ချက်ဟုတ်အခုလက်ရှိဒီချက်နဲ့လည်းဆက်သွားနေသေးတယ်တို့ကတော့ဒီချက်ရဲ့အတန်းမှန်တဲ့မြောက်အကုန်လုံးကိုတော့မပြတ်မကွက်တော့ပုံလိုက်တယ်